အချို့ချို့ပုဂ္ဂိုလ်တွေဟာမျက်စိအပြင်မြင်လို့ရတယ်လူပုံနဲ့တိရစ္ဆာန်ပုံနှစ်ပုံပဲရှိတယ်လို့ပြောကြတယ်ဆိုကြတယ်ရေးသားကြတယ်ဒါလို့မဟုတ်လားယောဂီတို့နားလည်ပြီနော်အဲ့တော့အာနာပါနစတုတ္ထဇံရအောင်ကျင့်တဲ့အခါအာနာပါနစတုတ္ထဇံရောက်ရှိတဲ့အခါထွက်လေဝင်လေဟာတိမ်မွေ့နှုညံ့ခြုံငိမ့်သွားတယ်မိမိတို့အဋိဋ္ဌာန်လောက်ဒီခန္ဓာကိုယ်ဟာကြောက်ရွံ့တစ်ခုလိုဖြစ်ပြီးတော့ထွက်လေဝင်လေရက်ဆဲသွားတယ်နားလည်ပြီနော်ယောဂီတို့အဲ့ဒီလိုရောက်ဖူးတဲ့ကျင့်ဖူးတဲ့ပုဂ္ဂိုလ်မှာဒီထွက်လေဝင်လေခြုံငိမ့်နေဆိုတာလက်ခံနိုင်မဲ့ပေါ့ဒါလို့မလားဦးဇင်းတို့တခါနိုင်ငံသားတွေကိုတရားရှုမှတ်နည်းတွေသင်ပေးပါတယ်သင်ပေးတဲ့အခါဦးဇင်းတို့ကတော့ဒီနိုင်ငံသားတွေကိုပထမတဏှာကြီးခန္ဓာကိုယ်လည်းမလှုပ်စိတ်လည်းမလှုပ်အောင်ကျင့်ရမယ်သင်ပေးတယ်ပထမတဏှာကြီးအောင်မြင်2နာရီ2နာရီအောင်မြင်3နာရီတဏှာကြီးတိုးပြီးတော့ကျင့်နည်းတွေသင်ပေးသွားတယ်12နာရီစက်တိုက်ထိုင်ကျင့်တဲ့အကျင့်ကိုသင်ပေးလေရှိတယ်အဲ့တော့နိုင်ငံသားတွေက12နာရီတိတိခန္ဓာကိုယ်လည်းမလှုပ်စိတ်လည်းမလှုပ်အောင်ကျင့်နိုင်သွားကြတယ်ကျင့်နိုင်သွားတော့ဒီနိုင်ငံသားသူတွေနမ်းမှာမမြင်အပ်တဲ့ပုဂ္ဂိုလ်ရောက်လာတယ်အနန္တမှာတရားအတူတူလားထိုင်တာလို့သူတို့နေတဲ့အခန်းမှာရောက်လာတာလို့ဒီလိုဖြစ်လာတယ်ဖြစ်လာတော့သူတို့ရဲ့အယူဝါဒတွေမှာမမြင်ရတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးပေါ့သူတို့ရဲ့ဝါဒတွေထဲမှာဒီလိုအနန္တလားထိုင်တာလို့စကားပြောတာလို့ဆက်တွေ့တာလို့မရှိဘူးခုတရားထိုင်တော့သူတို့ဒါတွေတွေ့လာရတယ်မြင်လာရတယ်နားလည်ပြီနော်မြင်လာတော့အဲ့ဒီနိုင်ငံသားတွေကထူးထူးဆန်းဆန်းလာလျှောက်ကြတယ်ဆဲတော့တပည့်တော်တရားထိုင်တဲ့နတ်မှာလားထိုင်ကြတယ်အဲ့ဒါဘယ်လိုပုံကိုယ်တွေလဲဘယ်ဟာပုံကိုယ်တွေလားထိုင်တာလဲမိတော့အေးတရားကျင့်ရင်တရားတွေမြင့်လာတဲ့အခါအဲ့ဒီပုံကိုယ်တွေကအလိုလိုရောက်လာတတ်တယ်တရားကျင့်တဲ့နတ်မှာရောက်လာပြီးတော့အတူတူတရားထိုင်တာတို့တရားကျင့်တဲ့ပုဂ္ဂိုလ်ရဲ့တရားတတ်တွေကိုလာပြီးတော့ပူဇော်တာတို့လုပ်တတ်တယ်တရားကျင့်တဲ့ပုဂ္ဂိုလ်ရဲ့ပို့လို့တဲ့မေတ္တာတတ်တွေခံယူတာတို့လာတတ်တယ်အဲ့ဒါတွေကတကယ်ရှိတယ်လို့ပြောပြတော့အဲ့ဒီနိုင်ငံသားတွေဟာသူတို့အယူဝါဒမှာဒါမျိုးတွေမရှိဘူးဒီခုကျင့်မှဒါတွေတွေ့လာရတယ်ဆိုပြီးတော့အဲ့ဒီနိုင်ငံသားတွေကသူတို့အယူဝါဒကိုစွန့်ပြီးတော့ဗုဒ္ဓအယူဝါဒကိုယူလာကြတယ်သူတို့အယူဝါဒစွန့်ပါလို့လည်းဦးဇင်းတို့ကမခိုင်းရဘူးအဲ့ဒါတစ်သက်လုံးဘုန်းကြီးဝတ်ကြတယ်တစ်သက်လုံးသီလရှင်ဝတ်ကြတယ်နားလည်ပြီနော်ယောဂီတို့အဲ့တော့ဒီထူးခြားတဲ့တရားတွေတွေ့လာပြီဆိုရင်ယောဂီတို့အဲ့ဒီထူးခြားတဲ့တရားတွေတွေ့တဲ့အတိုင်းမြင်တဲ့အတိုင်းမိမိတို့ကမမြင်အပ်တဲ့ပုံကိုယ်တွေဆိုတာရောက်လာလိမ့်မယ်အခုယောဂီတို့ဆိုကြပါစို့ရဲ့ဝိဇ္ဇရိုးတို့ဇောကြီးတို့တပတိတို့ယောဂီတို့တခါမှမမြင်ဘူးကြသေးဘူးမြင်မှုပြီလားယောဂီတို့မမြင်ဘူးသေးဘူးယောဂီတို့အဲ့ဒီစတုတ္ထဇံဝင်စားလို့ရတဲ့အခါအဲ့ဒီဝိဇ္ဇာတို့ဇောကြီးတို့တပတိတို့ကလည်းရောက်လာတတ်တယ်အဲ့တော့ဒီပတ္တံပယံကာယသင်္ခါရအတ္တသိတ္တမိတိတိဋ္ဌတိပတ္တံပယံကာယသင်္ခါရပတ္တသိတ္တမိတိတိဋ္ဌတိဒီထွက်လေဝင်လေတိမ်မွေ့အောင်လူညံ့အောင်ခြုံငိမ့်အောင်ရှုမှတ်တဲ့နေ့ယောဂီတို့သင်ပေးပြီနော်ဟုတ်လားအဲ့တော့လေးရှုသွင်းလိုက်တဲ့အခါငယ်ထိတ်ကနေခြေပြားလေးပြန်ထုတ်လိုက်တဲ့အခါခြေပြားကနေငယ်ထိတ်ယောဂီတို့ဒီနေ့ရှုမှတ်နေသင်ပေးတယ်နော်ဟုတ်လား
သင်ပြီးတော့ယောဂီတို့တမာတိတိတ်ခါမပြည့်စုံသေးတဲ့တမာတိတိတ်ခါအားနည်းတဲ့အချိန်မှာတော့ရှုရတာခက်ခဲဖြစ်တတ်တယ်တမာတိတိတ်ခါပြည့်စုံလာပြီတမာတိတိတ်ခါမြင့်မားလာပြီဆိုရင်တော့ရှုရတာလွယ်ကူလာမယ်နားလည်ပြီနော်အဲ့တော့လေရှုသွင်းလိုက်တဲ့အခါဒီအာနာပါနပရိပါကနမိတ်အလင်းဓာတ်တွေဖြစ်ပေါ်နေတဲ့အချိန်မှာဆိုရင်ဒီလေရှုသွင်းလိုက်တာနဲ့ဒီလေကအာနာပါနပရိပါကနမိတ်နဲ့တပြေးနဲ့တသားနဲ့ဖြစ်ပြီးတော့ခြေပြားတိုင်အောင်အလင်းတန်းဖြစ်သွားတယ်နားလည်ပြီနော်ယောဂီတို့တခါခြေပြားကနေပြန်ထုတ်လိုက်တဲ့အခါမှာလေဒီအလင်းတန်းကြီးကငယ်လေးကနေပြန်ထွက်သွားတယ်နားလည်ပြီနော်ယောဂီတို့အဲ့တော့ယောဂီတို့ကိုယ်တိုင်တွေ့ရလိမ့်မယ်မြင်ရလိမ့်မယ်ယောဂီတို့အားထုတ်ကြည့်ပါအဲ့တော့အလင်းတန်းဖြစ်တော့သူကတကူလုံးကျေအောင်လာအောင်လို့ကြည်လင်တောက်ပသွားတယ်လင်းထိန်သွားတယ်အဲ့ဒီလင်းထိန်တဲ့အလင်းတက်တွေကိုစိုက်ရှုနေရင်ယောဂီတို့ဒီခိနမိတ်တဝင်နေဆိုတာမရှိဘူးငိုင်မီးတယ်ထိုင်းမိုင်းတယ်ဆိုတာမရှိဘူးနားလည်ပြီနော်ဩဒေသကောကုသစိတ်ပြန့်လွင့်နေနောင်တတပံပူပန်နေဆိုတာမရှိဘူးကာမိသနာကာမဂုဏ်တောင်းတတဲ့စိတ်ဖြစ်တယ်ဆိုတာမရှိဘူးဗျာပါဒသူတော်ဘာပစ္စည်းစေလို့တဲ့စိတ်ဗျာပါဒនិဝရဏဖြစ်တယ်ဆိုတာမရှိဘူးဝိသိကိစ္စယုံမှန်တန်မြတ်စိတ်မရှိဘူးတစ်ချိန်လုံးនិဝရဏတွေကွာသွားတယ်နားလည်ပြီနော်ယောဂီនិဝရဏတွေကင်းသွားတယ်ယောဂီဒီလုံလဝရိယတွေဆိုတာကတစ်ချိန်လုံးအားကောင်းပါတယ်ဒီလုံလဝရိယတွေဘလောက်အားကောင်းလဲဆိုရင်ယောဂီတို့ဒီတိတိဘဝကိလေသာလေးကစားမဖြစ်အောင်ဒီလုံလဝရိယကအမြဲတမ်းပယ်ရှားနိုင်တဲ့သဘောဖြစ်လာတယ်နားလည်ပြီနော်လုံလဝရိယအောက်နှိမ့်သွားတဲ့အချိန်ဆိုတာမရှိဘူးရော့သွားတဲ့အချိန်ဆိုတာမရှိဘူးတစ်ချိန်လုံးလုံလဝရိယတွေမျှတသွားတယ်နားလည်ပြီနော်ယောဂီတို့အဲ့ဒီလိုဖြစ်အောင်ကျင့်ရမလို့ဟုတ်လားအခုတချို့ရောက်တော့ယောဂီတို့လုံလဝရိယတွေကျသွားတဲ့အခါခိနမိတ်တဝင်တာတို့ဒီလိုမလားယောဂီတို့ဩဒေသကောကုသဖြစ်တာတို့ကာမိသနာဗျာပါဒនិဝရဏလွှမ်းမိုးခံရတာတို့ဒီလိုမလားယောဂီတို့ဝိသိကိစ္စនិဝရဏလွှမ်းမိုးမှုခံရတာတို့ဖြစ်တော့ဒီဇန်တရားမတရားဖို့တရားတွေယောဂီတို့မရဘူးဟုတ်ကလားယောဂီတို့အဲ့တော့ဒါတွေခွာနေအောင်ကျင့်ရတယ်အဲ့တော့လေးရှုသွင်းလိုက်တဲ့အခါဒီအလင်းဓာတ်တွေကကြည်လင်တောက်ပပြီးတော့ကျေအောင်လာအောင်လို့ဖြစ်ပြီးတော့ဒီကုလုံးလင်းထိန်သွားတယ်အလင်းပြန်ထုတ်လိုက်တဲ့အခါလဲအဲ့ဒီအလင်းတွေကကျေအောင်လာအောင်လို့ဖြစ်ပြီးတော့ဒီကုလုံးလင်းထိန်ပြီးတော့ငယ်တွေကပြန်ထွက်သွားတယ်။ရောအဲ့ဒီအလင်းတွေကိုမိမိတို့အဋိဋ္ဌံစိုက်ရှုပြီးတော့အာနာပါနကိုမှတ်နေရင်တတိလွတ်တယ်ဆိုတာမရှိဘူး။နားလည်ပြီနော်ယောဂီ။တတိလွတ်ပြီးတော့နေတဲ့အချိန်မရှိဘူး။တစ်ချိန်လုံးတတိမြဲသွားတယ်24နာရီလုံးတတိမြဲသွားတယ်။နားလည်လားမသိယောဂီတို့။ယောဂီတို့24နာရီလုံးတတိမြဲအောင်အားထုတ်နိုင်ဖို့ဆိုတာလိုအပ်တယ်နော်ဟုတ်လား။ယောဂီတို့24နာရီလုံးတတိမြဲပြီလား။မမြဲသေးဘူး။ကြည့်အိမ်တလုံးမိုးတဲ့အခါဒီတစ်စက်မိတ်ကစပြီးတော့ခေါင်းတိုင်အောင်အစင်အတိုင်းလုံးချုံအောင်မိုးသွားမှာဒီအိမ်ဟာမိုးလုံးမယ်ဒါလို့မလိုက်ဘူးအဲ့တော့တစ်စက်မိတ်ကစမိုးတဲ့အိမ်ခေါင်မိုးရအောင်မိုးတဲ့အိမ်တဏှာမှာလွတ်သွားမယ်ဆိုရင်လွတ်တဲ့နေရာကယောဂီတို့မိုးမယုံလားမိုးယုံတယ်နော်ဟုတ်လားအဲ့တော့ယောဂီတို့ဒီ24နာရီတတိမြဲအောင်မှတ်ရမယ်ဆိုတဲ့နေရာမှာ24နာရီတည်းကတဏှာရီလောက်တတိလွတ်သွားရင်